ဘဝမှာထိရက်တွေနောက်ကိုပဲလိုက်နေရတယ်လို့ခန်းစားဘူးလားဒီနေ့မှာတော့ရှီဟောင်းအတွေးခေါ်စတိုဝဲဝါရအကြောင်းပြောပြကြပါရီကိုမချင်းချုံနိုင်တဲ့အညာတွေကြောင့်ဟိုဆွဲဒီဆွဲနဲ့စိတ်ဖီစီးပင်ပန်းရတာမျိုးတွေပေါ့ဒါကအလုံးကြုံဘူးကြမှာပါဒါမဲ့စတိုဝဲဆိုတာခန်းစားချက်မရှိတာကိုပြောတာမဟုတ်ပါဘူးပိုကောင်းတဲ့ဘဝအတွက်ခန်းစားချက်တွေကိုကောင်းကောင်းအသုံးချတာပါစတိုဝဲဝါရကိုကိုပိုင် operating system တစ်ခုလို့သဘောထားကြည့်လို့ရတယ်ဘဝရဲ့အခက်အခဲတွေကိုဖျက်ကျော်ဖို့တဲ့ပေါ့ရိုမာဧကရာစိတ်တွေကနေဒီနေ့ KCO တွေအထိပေါ့တမိုင်းတစ်လျှောက်ကထိတ်တန်းလူတွေတာကိုအသုံးပြုခဲ့ကြတာပါဆိုတော့ဒါကြီးဘလို့အလုပ်လုပ်တယ်လဲစတိုဝက်ဝေတာကိုအထက်ကစီကန်းချက်3ခုနဲ့တိဆောက်ထားပါတယ်ပထမဆုံးစီကန်းချက်ကတော့အမြင် perception မှာလောကကြီးကိုဘလို့မြင်တယ်လဲဆိုတာနဲ့သက်ဆိုင်နေပါတယ်ဒါကချီရတီအပေါ်ကိုယ့်ရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်ကိုထိန်းချုပ်တာပါဘယ်လိုမြင်မလဲဆိုတာကကိုယ့်အပေါ်မှာပဲမူတည်နေတာပါ Epictetus ပြောခဲ့သလိုပေါ့ကိုထိန်းချုပ်နိုင်တာနဲ့မနိုင်တာကိုခွဲခြားသိမြင်ခြင်းကဘဝကိုတောင်ပြောင်းလဲစေနိုင်ပါတယ်ကို့အတွေ့ကိုရွေချင်မှုတွေကိုပဲထိန်းချုပ်လို့ရပါတယ်ကြံတဲ့အရာအလုံးဒီပါကကိုထိန်းချုပ်မှုအပြင်ဘက်မှာပါဟုတ်ပြီအမြင်ပိုင်းမြင်ဒုတိယစီကန်းချက်ဖြစ်တဲ့လုံဆောင်ချက် action ကိုကြည့်ကြအောင်ဒါကတော့ရည်ရွယ်ချက်ရှိမှန်မှန်ကန်ကန်လုံဆောင်ကိုပါပဲကိုလိုရက်တွေကအများအကျိုးအတွက်ဖြစ်စဉ်တင်ပါတယ် Marcus Aurelius ကတော့မှန်ကန်တဲ့လုံဆောင်ခြင်းမှာအပိုင်း၃ပိုင်းရှိတယ်လို့ပြောခဲ့တယ်ရှင်းလင်းတဲ့ဆုံးဖြတ်ချက်အများအကျိုးဆောင်ရွက်ခြင်းနဲ့လက်ခံတတ်ခြင်းတို့ပါပဲနောက်ဆုံးတစ်ခုကတော့စိတ်ဓာတ်ခွန်အား will ပါဘယ်လိုအခြေအနေမျိုးမှမဆိုကြံ့ကြံ့ခံနိုင်ဖို့ခွန်အားပေးတဲ့အရာပေါ့ဒီစိတ်ဓာတ်ခွန်အားကအတွင်းစိတ်တဲ့ခံတက်တစ်ခုလိုပါပဲဘဝရဲ့စိန်ခေါ်မှုတွေကိုရဲရင်ဆိုင်နိုင်မှုအတွက်ပေါ့ဒါပေမဲ့တကယ်ပြောင်းလဲလို့မရတဲ့အခက်အခဲတွေကိုရော storage တယောက်ကဒါတွေကိုဘယ်လိုကင်တွယ်မလဲအဖြေကတော့အချိန်တိုင်းရင်တန်လွင်တိမိတ်တလုံးကြွေကြတယ်လို့ပဲအဲ့ဒီຢာတွေကိုတင်းငင်းစွာလက်ခံလိုက်ဖို့ပါပဲကဲအမီလှုပ်ဆောင်ချက်နဲ့စိတ်သက်ခွန်အားလက်တွေ့မှာဒါတွေကဘလို့အလုပ်လုပ်မလဲကြည့်ကြရအောင်လီနောက်ကျနေတဲ့အချီနီကိုမြင်အောင်ကြည့်လိုက်ပါတော်တော်များများကတော့စိတ်ပြက်ပြီးတော့ဘတ်ထွက်ကြမှာမယ်စတိုဝစ်တယောက်ကတော့ဒါကိုပြဿနာလို့မမြင်ဘူးစီကန်းချက်၃ခုကိုလေ့ကျင့်ဖို့အခွင့်အရေးလို့မြင်ပါလိမ့်မယ်အမြင်ကိုသုံးပြီးဒါကိုထိန်းချုပ်လို့မရတာနားလည်မယ်အကျိုးရှိရလောက်ရက်ကိုရွေးပြီးအချီနီကိုတင်းငိမ်စွာလက်ခံလိုက်မယ်စန်နီကဖြိုခစ်အလိုပါပဲရည်ရချက်ကစကလုံးတွေကိုလေးလာဖို့မဟုတ်ဘူးအဲ့ဒီစကလုံးတွေကိုလက်တွေ့အလုပ်ဖြစ်အောင်လုပ်ဖို့ပါပဲစတိုဝစ်ကွာရကအရွေးခိုတသက်မဟုတ်ပဲလက်တွေ့ကြတဲ့လမ်းညွှန်တစ်ခုပါအခုပဲစတင်ဖို့အဆင်သင့်ဖြစ်ပြီလား